အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ဒီရှင်းလင်းပြမှုအစီအစဉ်လေးနဲ့ကြိုဆိုပါရစေကွန်ပျူတာတစ်လုံးကိုဖွင့်လိုက်တာနဲ့အရင်ဆုံးအတောင်းဝင်လာတာဘာလဲဆိုတာစဉ်းစားဘူးကြလားဟုတ်ပါတယ် operating system ဒီပေါ့ဒီနေ့မှာတော့ကျွန်တော်ရဲ့ digital ကဘာကြီးတစ်ခုလုံးကိုမောင်းနှင်ပေးနေတဲ့အဓိက operating system ကြီး၄ခုအကြောင်းကိုအသေးစိတ်စူးစမ်းတော့ကြပါမယ်ဒီစနစ်တွေကဘယ်လိုများပေါ်ပေါက်လာတာလဲသူတို့ရဲ့အားသာချက်တွေအားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုတာကိုရင်းပြအချက်လက်တွေကနေတစ်စိတ်ဝင်စားစရာကောင်းကိုတင်ပြပေးသွားပါမယ်ကဲဒီအကြောင်းအရာတွေကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဒီနေ့အတွက်ကျွန်တော်တို့သွားမယ်လမ်းပြမြေပုံကတော့အပိုင်း1ဘက်စုံသုံး Windows အပိုင်း2 Partition တွေအတွက် macOS အပိုင်း3 Open Source Engine ဖြစ်တဲ့ Linux နောက်ဆုံးအပိုင်း4 Cloud စနစ်အခြေပြု Chrome OS ဆိုပြီးဖြစ်ပါတယ်ပထမဆုံးအပိုင်းที่အနေနဲ့ Windows အကြောင်းစပြောကြတာပေါ့သူကတော့ဘက်စုံသုံးနိုင်တဲ့ ARM system ကြီးတစ်ခုပါပဲတကယ်တော့လေ Windows ကိုနာမည်ကြီး Microsoft Company က MS-DOS ဆိုတဲ့စာသားအခြေပြုစနစ်ပေါ်မှာလဲပတ်နေတဲ့အခြေခံ graphical interface လေးတစ်ခုအနေနဲ့ပဲစတင်ခဲ့တာပါ။ဒါပေမဲ့ဒီအချိန်ပြမြင့်ကိုကြီးလိုက်မယ်ဆိုရင်ဆက်စုနှစ်များစွာအတွင်းဘလောက်တောင်အမကန်စင်ကယ်ပြောင်းလဲလာတယ်လဲဆိုတာတွေ့ရပါလိမ့်မယ်။2005ခုနှစ်တုန်းကအရန်ကိုရိုးရှင်းတဲ့ Windows 1.0 ကနေစတင်ခဲ့ပြီးတော့စိန်လန်းတဲ့တောင်ကုန်းလေးနောက်ခံပုံနဲ့အားလုံးလွမ်းဆွတ်ရတဲ့ Windows XP လိုမျိုးအောင်မြင်မှုမှတ်တိုင်တွေကိုဖျက်ဆီးခဲ့ပါတယ်။အခုလက်ရှိအချိန်မှာဆိုရင်တော့အလွန်စွမ်းဆောင်ရည်မြင့်မာတဲ့ Windows 11 အထိတိုးတက်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ Windows ကိုကမ္ဘာတစ်ဝန်းလုံးမှာစမှုလုပ်ငန်းစာနှုန်းတစ်ခုအဖြစ်ရည်တည်စေတဲ့အဓိကသောချက်ကပါများလေအဖြစ်ကတော့သူ့ရဲ့ပြိုင်ဘက်ကင်းနဲ့ဖက်ဆုံတိုးနိုင်မှုပါပဲဘယ်လို PC ဘယ်လို laptop အမျိုးအစားမှမဆိုအလွယ်တကူတက်ဆင့်အသုံးပြုလို့ရတယ်လေစာရင်းစရာတွေလုံးမဲ့ရုံးလုပ်ငန်းတွေပဲဖြစ်ဖြစ်အစိမ့်မြင့် YouTube တွေပါတဲ့ hardcore game တွေကစားဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှုံထွေးတဲ့ program တွေရေးဖို့ပဲဖြစ်ဖြစ် Windows ဟာသုံးဆွဲသူအမျိုးအစားအလုံးအတွက်အသင့်တော်ဆုံးနဲ့အဆင့်ပြေဆုံးစနစ်တစ်ခုဖြစ်နေသေးပါဒါပေမဲ့ပေါ့လေအရာရာတိုင်းမှာအားနည်းချက်ဆိုတာရှိစမြဲပါWindows မှာလည်းတတိပြုရမယ့်အချက်တွေအများကြီးရှိနေပါတယ်။ System requirement တွေမြင့်လာတာကြောင့်တခါတရံကွန်ပျူတာတွေနှီးကွဲသွားတတ်ပါတယ်။ပြီးတော့လေအရေးကြီးတဲ့အလုပ်တွေလုပ်နေချိန်မှာကွန်ပျူတာကြီးရုတ်တရက် restart ကြတော့ဒီ update လုပ်နေပါတယ်ဆိုတဲ့စာတမ်းကြီးပေါ်လာတတ်တာကိုလည်းအားလုံးကြုံဘူးကြမှာပါနော်။နောက်ပြီးကမ္ဘာပေါ်မှာအသုံးများဆုံးစနစ်ကြီးဖြစ်နေတဲ့အတွက် virus တွေ malware တွေရဲ့အဓိကဖြစ်မှတ်လေးဖြစ်နေပြန်ပါတယ်။ဒါအပြင်ရုတ်တရက်ဆက်ရက်သွားတတ်တဲ့ blue screen of death ဖြစ်တဲ့နာဟာလည်း 1.0 ကတည်းကအခုချိန်ထိနာမည်ဆိုးနေကြော်ကြတဲ့အားနည်းချက်တစ်ခုဖြစ်ပါတယ်။ကဲအပိုင်းนี้ကိုဆက်သွားကြစို့ဒါတော့ဖန်တီးမှုပိုချက်လို့တင်စားရမယ့် macOS အကြောင်းပဲဖြစ်ပါတယ်။2000ခုနှစ်မှာ Apple ကစတင်မိတ်ဆက်ခဲ့တဲ့ macOS ဟာ Windows နဲ့လုံးဝကိုကွဲပြားတဲ့တသနာတစ်ခုရှိပါတယ်။ဒီချက်ကကွာခြားချက်ကိုအကောင်ဆုံးသရုပ်ဖော်နေပါတယ်။ကြည့်လိုက်ပါ။ Windows ကစက်မျိုးစစုံမှာထုံးနိုင်တဲ့အများသုံးစနစ်ဖြစ်ပေမဲ့ macOS ကတော့MacBook တွေ iMac တွေလိုမျိုး Apple ရဲ့ကိုယ်ပိုင်စက်ပစ္စည်းတွေအထွတ်အသာတည်တံ့ဖန်တီးထားတာပါဒီလိုမျိုး hardware နဲ့ software ကိုအပြင်းလူပေးမဝင်ပဲတင်ကျစွာထိန်းချုပ်ထားတဲ့အတွက်ကြောင့်မလို့ macOS ဟာအလွန်တည်ငြိမ်ပြီးချောမွေ့စွာအလုပ်လုပ်နိုင်တာဖြစ်ပါတယ်ဒီလိုအမခန့်တည်ငြိမ်မှုနဲ့သူတို့ဆက်အထက်အကောင်းဆုံးဖြစ်အောင်ပြုပြင်ထားမှုတွေကြောင့်ပဲ macOS ဟာဗီဒီယိုထူဖြတ်သူတွေ graphic designer တွေနဲ့ဂီတပညာရှင်တွေလိုဖန်တီးမှုလုပ်ငန်းလုပ်ကိုင်သူတွေကြားမှာအငြင်းထိတ်တန့်ရွေးချယ်စရာဖြစ်နေလာပေါ့အထူးသဖြင့် Apple ကနေတိုက်ရိုက်ထည့်သွင်းပေးထားတဲ့ Final Cut Pro, Logic Pro နဲ့ GarageBand လို့စွမ်းအားပေး app တွေဟာပညာရှင်အဆင့်ဖန်တီးမှုတွေကျအကောင်းဆုံးထောက်ပံ့ပေးထားတာပါ။အားသာချက်တွေရှိသလိုအားနည်းချက်တွေကိုလည်းများများတာကြည့်ဖို့တော့လိုအပ်ပါတယ်။ macOS ရဲ့အားသာချက်တစ်ခုက iPhone နဲ့မဟုတ် iPad သုံးသူတွေအတွက် message တွေဖိုင်တွေကိုချောမွေ့စွာဆင့်လုပ်နိုင်ပြီး battery လည်းကတော့လေးပိုခံပါတယ်။ဒါပေမဲ့ဗျာ Apple ရဲ့ set တွေကဈေးနှုန်းအလွန်ငွေမားတဲ့အတွက် budget ချွေတာကျင်သူတွေအတွက်တော့အဆင်မပြေပါဘူး။နောက်ချက်ကြီးမားတဲ့အားနည်းချက်တစ်ခုကတော့အစွမ်းထက်တဲ့ graphics ကတည်းမပါဝင်တဲ့အတွက်အစိမ့်မြင့်ဂိမ်းကစားခြင်းသူတွေအတွက်တော့လုံးဝကိုရွေးချယ်စရာမဟုတ်ပါဘူးအခုအပိုင်း3ကိုရောက်လာပါပြီ Open Source Engine ကြီးဖြစ်တဲ့ Linux အကြောင်းမှာဒီစနစ်ကတော့တာမန်သုံးစွဲသူတွေနဲ့နည်းနည်းစိမ့်ပေးမဲ့ကွန်ပျူတာပညာရှင်တွေနဲ့ဆာဗာပိုင်းဆိုင်ရာကျွမ်းကျင်သူတွေအတွက်ကတော့မရှိမဖြစ်တဲ့အထူးပြုစနစ်တစ်ခုပါဒီခုနှစ်လေးကိုသတိပြုစေချင်ပါတယ်1990ခုနှစ်အဲ့ဒီနှစ်မှာ Linus Torvalds ဆိုတဲ့ပုဂ္ဂိုလ်က Linux ကိုစတင်ဖန်တီးခဲ့တာပါ။သူရဲ့လိကရည်ရွယ်ချက်ကတော့ဈေးကြီးတဲ့ Mac တွေစက်ပိုင်းဆိုင်ရာလိုအပ်ချက်မြင့်မားတဲ့ Windows တွေရဲ့နေရာမှာအခမဖြစ်ပြီးပေါ်ပါတဲ့အစားထိုးစနစ်တစ်ခုဖန်တီးခြင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲဟောင်းနှမ်းနေတဲ့ကွန်ပျူတာတွေမှာတော့ Linux ကကောင်းကောင်းအလုပ်လုပ်နိုင်တာကိုတွေ့ရပါတယ်။ဒီတော့အရေးကြီးဆုံးအထူးအချက်ကတော့ distro ဆိုတဲ့ဝါဟရပ်ကိုတေချာနားနေဖို့ပါပဲ။ Linux ဟာ open source ဖြစ်တဲ့အတွက်ရှင်းရှင်းပြောရရင်အခမဲ့ရယူနိုင်ပြီးဘယ်သူမှဆိုဒီစနစ်ကိုကိုလိုအပ်ချက်နဲ့ကိုက်ညီအောင်ပြုပြင်မောမှန်ခွင့်ရှိပါတယ်။ဒီလိုပြုပြင်ဖန်တီးထားတဲ့မျိုးကွဲတွေကို distros လို့ခေါ်လာပါ။ဒါကြောင့် Linux မှာတခြား OS တွေလိုပုံစံတစ်မျိုးတည်းတေချာပေါ်မဟုတ်ဘဲအသုံးပြုမဲ့ရည်ပဲချက်ပေါ်မူတည်ပြီးပုံစံမျိုးမျိုးအယောင်သွေးမျိုးမျိုးကွဲပြားသွားတာဖြစ်ပါတယ်
ကဲနောက်တစ်ခုကိုဆက်သွားပြီးဒါကဘလို့အခြေဆက်မိမိတိဆောက်ထားလဲဆိုတာကြည့်အောင် Linux distros တွေကိုအဓိကအုပ်စုနှစ်ခုခွဲကြည့်လို့ရပါတယ်။ Ubuntu နဲ့ Fedora လိုမျိုးခွဲတွေကတာမန်သုံးစွဲသူတွေနေ့စဉ်သုံးဖို့ဖန်တီးထားတာထက်ပြီး CentOS နဲ့ Debian လိုမျိုးခွဲတွေကတော့လုံခြုံရေးနဲ့စွမ်းဆောင်ရည်အထူးလိုအပ်တဲ့ NASA လိုမျိုးလုပ်ငန်းသုံးစာပါကြီးတို့အတွက်တည်ဆောက်ထားတာပါ။ Antios ရဲ့ကောင်းတဲ့ချက်လေးတခုပြောပြရင်ကျွန်တော်တို့ internet ပေါ်မှာ Facebook ဒါမှမဟုတ် Google ကိုသုံးလိုက်တိုင်းအနောက်ကွက်က AR မှာစာပါကြီးတွေမှာဒီ Linux စနစ်ကိုပဲအသုံးပြုနေရထစ်ပါတယ်။တကယ်ကိုမိုက်တယ်နော် ဒါပေမဲ့စဉ်းစားစရာတစ်ခုရှိလာပါတယ်ဒီလောက်စွမ်းဆောင်ရည်ကောင်းနေလဲနဲ့ဘာလို့တာမန်လူတွေအိမ်မှာမသုံးကြတာလဲအခြေကတော့ရှင်းပါတယ်အသုံးပြုရခက်ခဲလို့ပါ Linux ဟာအမြင်လှပတဲ့မင်းနူးတွေခလုတ်တွေထားစာသားအခြေပြု command တွေကိုကိုယ်တိုင်ရိုက်သွင်းပြီးခိုင်းစေရတာများပါတယ်ဆိုတော့အစပြုသူတွေအတွက်လေးလာရတာအလုံးမဆောက်တဲ့တောင်ကျောတစ်ခုလိုခက်ခဲပါတယ်နောက်ပြီးလူသုံးများတဲ့လုပ်ငန်းသုံး app တွေနာမည်ကြီးကိန်းအများစုဟာ Windows ဒါမှမဟုတ် Mac အတွက်ပဲအထူးထုတ်လုပ်ထားတာဖြစ်လို့ Linux မှာသုံးဖို့ဆိုရင်အတော်လေးကိုခေါင်းခဲရမယ့်အနေထားပါ နောက်ဆုံးအပိုင်းလေးကိုရောက်လာပါပြီဒါကတော့ Kitted Cloud Computing စနစ်ဖြစ်တဲ့ Chrome OS အကြောင်းပါ2017ခုနှစ်မှာ Google ကနေမိတ်ဆက်ပေးခဲ့တဲ့ဒီစနစ်ဟာ Internet ခေတ်ရဲ့တောင်းဆိုချက်အရာပေါ်ထွက်လာတဲ့ခေတ်သစ်ဖြည့်ရှင်းချက်တစ်ခုဖြစ်ပါတယ်။ရိုးရာစနစ်တွေနဲ့ Chrome OS ရဲ့ခြားနားချက်ကရှင်းပါတယ်။ Windows တို့ Mac တို့လိုရိုးရာစနစ်တွေမှာ software တွေကိုကွန်ပျူတာတွေတိုက်ရိုက်ထည့်သွင်းရပါတယ်။ဒါပေမဲ့ Chrome OS ကတော့ cloud based ဆိုခေါ်တဲ့ Internet ပေါ်ကနေလမ်းသုံးတဲ့စနစ်ကိုအဓိကထားပါတယ်။အရာအလုံးကို web app တွေကတဆင့်အလုပ်လုပ်တာပါ။ဒါကြောင့်လဲအကြောင်းနဲ့ယုံဒီမှာစီတက်တာပြီးအလုပ်တွင်တဲ့ Chromebook လေးတွေကိုအခုနောက်ပိုင်းခြေပြန်သုံးလာကြတာဖြစ်ပါတယ်။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့သူ့ရဲ့အမြင်နှုံးနဲ့လုံခြုံရေးပါပဲ။ကွန်ပျူတာထဲမှာဘာမှသိမရှိတဲ့အတွက်စက်ဖွင့်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းအသင့်ဖြစ်နေပါတယ်။ data အများစုကိုမိဆက်ထင်မှာမဟုတ်ဘဲလုံခြုံရေးအလုံးမြင့်မားရဲ့ Google server ကြီးတွေပေါ်မှာတင်စီကင်တွယ်တဲ့အတွက် virus anti လည်းကင်းဝဲပါတယ်။ဒါအပြင် Google Play Store ကနေ Android app ကြီးကိုပါတိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်တဲ့အတွက်သုံးရတာပိုပြီးပတ်စုံအသုံးဝင်လာပါတယ်။ တော်လဲ Chrome OS ရဲ့အသက်ဟာ internet ချိတ်ဆက်မှုဖြစ်နေပါတယ်။ internet မရှိဘူးဆိုရင်ဒီစနစ်ဟာဘာမှကိုသိလို့မရတော့ပါဘူး။နောက်တစ်ခုကမိမိစက်ထဲမှာတိုက်ရိုက်ထည့်သွင်းရတဲ့ Adobe Photoshop အတိအစုံလိုမျိုးအလေးချိန်ကြီးရဲ့ desktop app တွေအစမြင့်ဗီဒီယိုတိဖြစ်တဲ့ software တွေပြီးလို့ဆက်စွမ်းအားများကြီးလိုတဲ့ game အကြီးကြီးတွေကိုဒီစနစ်ပေါ်မှာတိုက်ရိုက် RAM မှုဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအခုဆိုရင်ကျွန်တော်တို့ရဲ့လေးလာမှုအဆုံးသတ်ကိုရောက်လာပါပြီ Windows ရဲ့ပတ်စုံသုံးနိုင်မှု Mac OS ရဲ့တည်ငြိမ်တဲ့ဖန်တီးမှုစွမ်းအား Linux ရဲ့ခိုင်မာတဲ့လုံခြုံရေးနဲ့ Chrome OS ရဲ့ Internet အခြေပြုပေါ်ပါမှုတွေကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။နည်းပညာတွေဟာ Cloud စနစ်ကို OTP အရှင်းအဟုန်နဲ့တိုးတက်နေတဲ့ယနေ့ခေတ်မှာအနာဂတ်ကာလရောက်ရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စက်တွေက hardware တွေ operating system တွေဟာလုံးဝအရေးမပါတော့ပဲအရာအလုံးကို Internet ပေါ်ကနေပဲထိန်းချုပ်မောင်းနှင်ပါမယ်ခေတ်တစ်ခေတ်ကိုရောက်ရှိလာနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ်။စိတ်ဝင်စားစရာစဉ်းစားစရာမေးခွန်းတစ်ခုအဖြစ်ချန်ထားရခဲ့ခြင်းပါတယ်။ဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်လေးရနဲ့အားလုံးပဲဘ ഹു တုဒ္ဒများစွာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်